အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဟာမနေ့တနေ့ကဖားကန့်ကြောက်မော်မှာဖြစ်ခဲ့တဲ့ဗီဒီယိုဖြစ်ပါတယ်လူတွေရဲ့လောဘစိတ်တွေကြောင့်တဘာဝတရားတွေအားလုံးဟာပျက်စီးကုန်တယ်ဆိုလို့ရှိရင်မြေစာပုံတွေပုံထားတယ်ပြီးတော့မှအဲ့ဒီမှာမိုးရွာဘာညာဖြစ်တော့ရေကန်ဖြစ်လာတယ်နောက်ဒီနွန်လေးမြေစာပုံကရောသွားတဲ့အချိန်မှာနွန်လေးရှွန့်နေဖြစ်ကုန်တယ်အဲ့ဒါကိုမှလူတွေဟာထပ်ပြီးတော့မှလောဘကြောက်လေနော်ဒီတိုင်းထားလိုက်လို့ရတဲ့ဟာမထားပဲနဲ့ပြန်လဲအဲ့ဒီပေါ်မှာအလောက်လေလောက်ဖြစ်တဲ့ချိန်နွန်အိုင်ကန်ဟာတခါတည်းပေါက်လာပြီးရွာလုံးကျွတ်ဒီလမ်းတွေအားလုံးပါနွန်နေနော်ရှွန့်တွေအားလုံးဖြစ်ကုန်တယ်ဆိုတဲ့ဟာဒီမှာနော်ဒါအိမ်ရွာလမ်းမကြီးအတိုင်းပဲအားလုံးဟာနွန်ကြီးပဲရှွန့်မြေတွေကြီးပဲကြည့်ကြရအောင်ဟဲ့လို့ကြည့်ဟုတ်ကြည့်ပါဦးအားလုံးကသူတို့ကြောက်နေတာရှာလို့ဒါအားလုံးဟာမော်မှာကြောက်ရှာတဲ့လူတွေလည်းဖြစ်နိုင်တယ်ရွာသားလည်းဖြစ်နိုင်ဒါတွေကကြောင်းလည်းဖြစ်နိုင်တယ်ရုံးလည်းဖြစ်နိုင်တာပဲမကြည့်တရွာလုံးလမ်းတစ်ခုလုံးအားလုံးဟာရှုံးနေနုံနေပဲဖြစ်ကုန်တယ်ဆိုတဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တချို့ကမရောက်ဖို့လေကျွန်တော်ကကချင်ပြည်နယ်ကဆိုလို့ရှိရင်တော့တိတယ်ဘာဖြစ်လို့လဲဆိုတကယ်တောင်းလေဟာတလနလကြာတဲ့အချိန်မှာတကယ်ကြိုက်ဝမ်းလေဖြစ်ကုန်တာအမဘယ်ဖော်နေဘုဒ္ဓဇာလေဟာအများကြီးပဲအဲ့ဒီကုမ္ပဏီကမြေစာတွေကော်ပြီးတော့မှအဲ့ဒီသူတို့ကုမ္ပဏီကဟိုဗာလဲမြေစာပုံတွေကိုတခြားနေရာကိုပို့လိုက်တဲ့အချိန်မှာဖိုးလိုက်တဲ့အချိန်မှာလူတွေဟာအဲ့ကိုသွားပြီးတော့မှရေမဆက်လက်ကောင်းကြဘာညာတယ်အများကြီးလောက်ကြတယ်အဲ့ဒီမြေစာပုံကြောင့်လူတွေတေတာလည်းအများကြီးရှိတယ်ဆိုလို့ရှိရင်မိုးသွင်းမှာဆိုလို့ရှိရင်အဲ့ဒီမြေစာပုံတွေပြိုပြီးတော့လူတွေအများကြီးတေကြတယ်အခုကြည့်နွန်ကန်တာမှတခါတည်းပေါက်လာပြီးတော့မှဒီလောက်ထိဖြစ်တယ်ဆိုလို့ရှိရင်ကြည့်တော့ပေါ့လေနော်ဘယ်မှကျွန်တော်ဒီလိုမျိုးကဖြစ်ပြတယ်မတွေ့ဘူးကြောက်တွေကတော့ရကြတယ်ဆိုရင်အဲ့မှာတသိန်းနဲ့သိန်းဆိုတာဘာမှမဟုတ်ဘူးလေဖူးစစ်တနာကြီးကန်တာတော့မှ8000တသိန်းရှိတယ်နေနိုင်နေမလွတ်တော့ဘူးဒါမဲ့လေနော်ဘယ်လိုလုပ်မလို့ရွာထဲမှာနစ်ကိုမရွာလူတွေဟာရှိလေမရောက်ရဲနိုင်ဘူးမသိမ့်သိမ့်နိုင်ဘူးအဲ့လိုဖြစ်တဲ့ကြည့်ပါဦးအဘောရောက်မှာအမလူတာနော်ကလဲတွေလူငယ်လေးဆိုတော့မြုပ်သွားနိုင်ရနော်ကျောက်ဖို့တာကောင်းကြည့်ပါဦးငါဆိုင်တော့မထိတော့ပါဘူးနော်ငါဆိုင်တော့မထိတော့ပါဘူးနော်ဟုတ်တယ်ဒါမရက်တော့ထိပါပဲနော်ဒါလောက်များတာအမရှိလာလိုက်တာဘယ်ပေါ်တယ်လဲကားလမ်းမကြီးမှာနော်ကတ်တရားလေးခင်းထားတဲ့ကားလမ်းမကြီးမှာဘယ်ဖော်နေနဲ့တွားပြီးတော့တန့်ရှင်းလောက်ရတယ်ဗဒမြားတွေရွှေငွေအဖိုးတန်တဲ့ဟာလေအဲ့လိုထွက်တဲ့ဒေတာတွေမှာဆိုလို့ရှိရင်တကယ်တစ်တော်လေတဘာဝပေါက်ပင်တွေဟာအရာအားလုံးဖြစ်စည်းကုန်တာပဲပျက်စီးကုန်တာပဲပြီးတော့မင်းချောင်းအင်းအိုင်နေတကယ်ရဲတယ်ဆိုကြည်လင်းပြီးတော့အပေါ်ကနေတောင်ပေါ်လဲနဲ့တောင်ကုန်းလဲနဲ့ကြည်ဟောရေကန်မှာငါသွားနေတာတောင်မှတွေ့ရတယ်အဲ့လောက်ထိကြည်နာအေးမြတကယ်ပဲအဲ့ချမ်းတယ်တဲ့အရတာအဲ့လိုတွေ့ရတဲ့အရတာလေဒါမဲ့ကြောက်မော်လေးဖြစ်လာတဲ့အချိန်ပိုက်ဟင်းနေကြောက်လေးဘာညာလဲအဲ့လိုမျိုးအရန်ထွက်လာတဲ့အချိန်မှာကြတော့လူတွေအရန်များလာပြီးတော့တဘာဝတရားတွေတစ်တော်လေတဘာဝပေါက်ပင်တဲ့အရာအားလုံးပြီးတော့မှစမ်းချောင်းလဲတဲ့အားလုံးဟာမရှိတော့ဘူးရွာလုံးနဲ့တကွင်းပြင်တစ်ခုလုံးဟာဖုံတော်လေဖြစ်သွားတယ်တောင်ကုန်းလဲလေဟာအားလုံးဟာဘာဖြစ်သွားလဲဆိုလို့ရှိရင်တော့အဲ့ဒီမြင်ပြက်တခါတည်းကွင်းပြင်ကြီးတွေဖြစ်ကုန်တယ်တကယ်နှမျောစရာပါလို့နောက်တစ်ခုကြည့်အောင်အမဒီမှာအိမ်နားထိတောင်ရောက်ပြီအခုကျွန်တော်ပြိတ္တတွေလည်းကြားဖူးလားမသိဘူးလန်ဆယ်ဆိုတဲ့ကချင်ပြည်နယ်ဟိုမြောက်ဖက်ချမ်းမှာပေါ့လေလန်ဆယ်တရုတ်နယ်ဆက်နားမှာအဲ့မှာဆိုလို့ရှိရင်တော့တကယ်ကြောက်တောင်လေးကြောက်ဆောင်လေးတကယ်ပဲတိုးတောင်လေး
ရက်လာတဲ့ဟာလေးရှိတယ်ပြီးတော့မှတန်ဖိုးကြီးတဲ့ຫນွေကျိုးတွေຫນွေပင်တွေမိုးတွေအမျိုးမျိုးပေါက်ရောက်တဲ့နေရာဒါပေမဲ့မနစ်တုံးနဲ့စပြီးတော့ရွှေတကယ်ထွက်တယ်ရွှေအရန်ထွက်တယ်အဲဆိုရင်အစိုးရလည်းဖြစ်နိုင်တယ်ကချင်ပြည်နယ်ဆိုတော့အဲ့ဒီပြည်နယ်အဲ့ဒီ data ပြည်သူစစ်ခေါင်းဆောင်တွေလည်းဖြစ်နိုင်တယ်တရုတ်ကုမ္ပဏီကိုရောင်းပြီးတော့မှအဲ့ဒီရွှေလောက်ငန်းလောက်တဲ့ချိန်မှာပီပါဘုံလိုက်ရွှေတွေဟာကားကြီး12ပိန်းကားကြီးတွေနဲ့တင်သွားတယ်တဲ့ပီပါဘုံအဲ့ဒါနှစ်30နှစ်20အဲ့ဒီမြေကိုရောင်းထားတာနော်အမှအရာအားလုံးရွှေတွေတူးသွားတယ်ကုမ္ပဏီကကားကြီးတွေနဲ့လာတည်သွားတယ်ပြီးတော့မှအဲ့ဒီသူတို့လောက်ပြီးသွားတဲ့နေရာတွေမှာဆိုလို့ရှိရင်နောက်သူတို့အလောက်ပြန်သွားပြီးတဲ့နောက်မှာဘာဆိုင်မဖြစ်တော့အရာအားလုံးရွှေတစ်ခုပဲလောက်တာမဟုတ်တော့သူတို့ကမြေရှားဓာတ်လေမြေစီတဲ့အရာအားလုံးဟာတောင်မှာစကားလိုအပေါက်တွေဖောက်ပြီးတော့မှမြေစီအနစ်တွေကိုထုတ်ယူပြီးတော့မှကားတွေအားလုံးတွင်းသွားတာကားတွေနဲ့အားလုံးတရုတ်ပြည်ထဲကိုတွင်းသွားတာအဲ့လိုလေဒါပေမဲ့ကျွန်တော်နိုင်ငံကတော့နီးပညာလေးမမြင့်တဲ့ချိန်မှာပေါ့ဒီ data ဟာဘာရှိလဲဆိုတဲ့ဟာကိုတောထွက်တဲ့လူတချို့လောက်ပဲသိတယ်ဒါပေမဲ့ဒီမှာဒီရွှေကအပြင်တခြားအဖိုးတန်တဲ့ဟာဘာထွက်လဲဆိုတဲ့ဟာလေသူများနိုင်ငံကတီးတော့ရွှေကိုအကြောင်းပြုပြီးတော့မှအဲ့ဒါကိုဝယ်ကြတယ်10နှစ်တက်တန်းနဲ့ငားကြတယ်ဒါပေမဲ့အရာအားလုံးတခြားနဲ့ရွှေအပြင်တစ်တော်တွေတစ်မြစ်တစ်ဖို့တွေတခြားအဖိုးတန်တဲ့အရာအားလုံးဟာသူတို့ယူသွားတယ်အထက်ကလူတချို့စားရတော့ငြိမ်ပြီးတော့မှနေကြတယ်ဒီလိုနဲ့တုတ်နိုင်ငံတွေဟာပျက်စီးကုန်တယ်အခုဒီမှာဆိုကြည့်နော်ဖားကန်ဒေတာဆိုရင်မြန်မာနိုင်ငံနဲ့ဆိုင်ပြီးတော့ပြည်တန်ကြောက်ကြီးတွေထွက်တဲ့နေရာဖြစ်ပါတယ်ကျွန်တော်ရောက်ခဲ့ဖူးတယ်ကြောက်ဆိုတာတကယ်အိမ်ကြီးလို့အဲ့လောက်ထိကြောက်တယ်ဒါပေမဲ့တစ်လနှစ်လပဲလို့တွေ့ရတာရှိတယ်တည်င်းပဲကြားရတယ်ဒါပေမဲ့နောက်3-4လနောက်တစ်နေ့ကြာတဲ့ချံတရုတ်ပြည်မှာတကယ်ကြောက်ခွဲဆက်တယ်မှာဒါမြန်မာပြည်ကကြောက်ပါဆိုပြီးတရေဝင်ပြောပြီးတော့ line ပေါ်မှာတော့တွေ့ရတယ်မဟုတ်လားအဲ့လောက်ကြီးတဲ့ဟာလေးပါသူများနိုင်ငံရောက်ကုန်တယ်ဆိုလို့ရှိရင်တကယ်နှမျောစရာပဲအခုဒီ non ai ဆိုတာကုမ္ပဏီကလောက်တာတရုတ်ကုမ္ပဏီကဖြစ်တာလူဒီတိုင်းပေါက်တူးပေါက်ပြားတွေနဲ့ဒီတိုင်းရှာဖွေစားတောက်တဲ့လူကဒီလောက်ချိဖြီးစရာအကြောင်းကိုမရှိတာတကယ်နှမျောစရာပါလို့